တပေါင်းလဟာမြမ12ရာသီရဲ့နောက်ဆုံးလဖြစ်ပါတယ်ဘာသာရေးကိုအခြေခံကကျင်းပတဲ့ပွဲတော်များထဲမှာတပေါင်းလဟာထူးခြားဆုံးအစီကားဆုံးလလည်းဖြစ်ပါတယ်တပေါင်းလရဲ့ထူးခြားမှုမှာတပေါင်းလရဲ့တပေါင်းလပြည့်နေ့ဟာဗုဒ္ဓပြည်တော်ဝင်ခါတော်နေ့ဖြစ်ပါတယ်တဘာဝရင်းမြေတောတောင်များရဲ့အလှဆုံးအချိန်တွေဖြစ်ပါတယ်တပေါင်းလရဲ့လရာသီတာယာကြည်နူးပွဲကောင်းမှုကိုကာလူဒါကြီးမထေးကတပေါင်းလရာသီပွဲဆိုပြီးဂါရာ60ဖြင့်တီကုံဖွဲ့ဆိုတော်မူခဲ့ပူပါတယ်မြမပြည်နှံ့မှာဆိုင်းတန်ဘုံသားများနဲ့အတူဖျားပွဲတော်များသာသနာအထူးရှင်ပြုပွဲများဖြင့်စီကနေဒီမှာလဲတပေါင်းလပဲဖြစ်ပါတယ်တပေါင်းလပွဲတော်များထဲမှာတဲပုံဇေဒီပွဲတော်ဟာလည်းတမှုထူးခြားလာပါတယ်တပေါင်းလဟာထူးခြားမှုများနဲ့ပြည့်စုံသောလရာသီလည်းဖြစ်သောကြောင့်ရွှေတကုံဇေဒီတော်မြတ်ကြီးမှာ12ရာသီပွဲတော်များထဲမှာဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကိုနှစ်စဉ်ကျင်းပပြုလုပ်နေရှိပါတယ်ဒါကြောင့်ရွှေကုန်းစေတီတော်ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ကကြီးမှုပြီး2614ခုနှစ်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကိုကျင်းပခဲ့ကြပါတယ်ရွှေတကုံစေတီတော်2614နှစ်မြောက်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ဖွင့်ပွဲနဲ့နှစ်ကျိတ်ရှိစုဖျားလှည့်လည်ပူဇော်ပွဲအခမ်းအနားကို2026ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်ရှေးဥစွာနှစ်ကျိတ်ရှိစုသောဖျားရှင်တို့အားရည်မှန်းပူဇော်တဲ့အနေဖြင့်ဖျားရုပ်ပွားတော်များကိုရင်းမြင်တော်တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတစောင်းစုရမှာနက်နဲ့8နိုင်မှာစတဲ့ကရင်းမြင်တော်တပတ်ခွဲလှည့်လည်ပူဇော်ခဲ့ကြပါတယ်အဲ့ဒီလှည့်လည်ပူဇော်ပွဲမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများရွှေတုံးစေတော်ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ဝင်လူကြီးများဘာသာရေးအသင်းအဖွဲ့များဂောဘကယုံဝန်ထမ်းများလိုက်ပါလှည့်လည်ပူဇော်ကြပါတယ်အခုဆိုရင်2614ခုနှစ်မှာလဲရွှေတော်ရင်မြန်မာဗုဒ္ဓပူဇနီယတပေါင်းပွဲတော်နှစ်ကျိတ်ရှိစုဗုဒ္ဓရုပ်ပွားတော်များလှည့်လည်ပူဇော်ခံနေကြခြင်းဟာရွှေတော်စေတော်မြတ်ကြီးရဲ့ရင်မြန်မာကြည်နူးစရာဖူးတွေ့မြင်နိုင်ပါတယ်လဲ့အပူဇော်ခံပြီးတဲ့အခါမှာတော့ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ရဲ့ဖွင့်ပွဲအခမ်းအနားကိုရင်းမြင်တော်မြောက်ဖက်ချမ်းသာကြီးတစ်စောင်းမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအခမ်းအနားကိုတော့ရွှေတုံးစေတီတော်ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ရဲ့ဟောဝါဒစရိယဆရာတော်ကြီးများတက်ရောက်ကြပြီးဗန္ဒာတော်ရင်းဂောဘကအဖွဲ့ဝင်လူကြီးများဘာသာရေးအသင်းအဖွဲ့များဝန်ထမ်းများတက်ရောက်ကကျင်းပပြုလုပ်ခဲ့ကြပါတယ်
ဒဉာဏ်ရှင်ဝရမမြတ်စွာဘုရားသည်မဟာသက္ကရဲ့တရားသုံးခုနှစ်မဆုံလာပြီးနေ့တွင်သစ္စာလေးပါးကိုသိမြင်တော်မူပါဘောဓိပင်နှင့်ရွှေပင်ကိုအောင်မြင်တော်မူပြီးဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့၍တတ္တဌာနအယံများ၌ခုနှစ်ရက်ခုနှစ်လစံတော်မူရာသရုပ်ထတတ္ထဖြစ်သောယရနာကယရွှေစာအိမ်၌မဟာပဋ္ဌာန်းကျမ်းပါဝင်အဘိဓမ္မာကွန်ကျမ်းကိုအဖန်ဖန်ဆင်ញင်သုံးသပ်တော်မူခဲ့ကြောင်းဖို့ပြင်မြတ်စွာဘုရားသည်ခုနဝါမြောက်အချိန်ခါ၌လည်းတာဝရင်သာနတ်ပြည်တွင်မဟာပဋ္ဌာန်းကျမ်းပါဝင်အဘိဓမ္မာကွန်ကျမ်းတို့ကိုပင်ဝါရင်သုံးလပတ်လုံးနတ်မြတ်ပေါင်းတို့ဟာအတမစဲဟောကြားတော်မူခဲ့ကြောင်းကြားနာမှတ်သားပါဗျာအခမ်းအနားမှာမြတ်ဗုဒ္ဓရဲ့တပင်ညုတဉာဏ်ရောင်မြတ်တစောင်းကိုလေးမြတ်ကိုရောပူဇော်သောအဖြစ်ရန်ကုန်တိုင်းတန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဧကမာပန္တိတာဧကမာကန္နဝါစကပန္တိတာဧကမာတတ္တမဇောတိကရဇာဒိပိတကတရာဒေါက်တာဗဒနာဧကတာမိနဲ့ဗန္ဒာတော်ရင်းဂောပကအဖွဲ့အလှည့်ကျတပါပတိဦးတောင်းစိန်ဦးတို့ကစေမီတစောင်းထွန်းကြီးပူဇော်ကဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကိုဖွင့်လှစ်ခဲ့ကြပါတယ်အဲဒီနောက်ဘဝရစရိယဆရာတော်ကြီးများအားလှူပွဲဝတ္ထုများဆက်ကပ်လှူဒန်းကြပါတယ်ဆက်လက်ပြီးမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန်တိုက်တွန်းလွှာကိုဥပဒကတဦးကရွတ်ဆိုပူဇော်ပြီးချိန်မှာဩဝါဒစရိယဆရာတော်ကြီးများဘုံမန္တအတွင်းရှိအပိဋကများနဲ့အာယုံကံမုတ်ဦး၄ခုမှာနေရာယူထားကြသောပိဋကအမျိုး၄ပါးတန်ခါသီလရှင်ဥပဒကဥပတိကာတို့ကမဟာပဋ္ဌာန်းပစ္စယနေဒေသဒေသနာတော်ကိုတညီတညွတ်ထဲရွတ်ဖတ်ပူဇော်ကြပြီးနောက်ဘုံမန္တအတွင်းရှိယေနာဂရစံအိမ်မှာအသင့်နေရာယူထားတဲ့အလှည့်ကျပဋ္ဌာနာဘာနကတန်ဃာတော်မှအတမဆဲဆက်လက်ပူဇော်ကာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်အာဝိကဒပစ္စယနာဟိတုပစ္စယအာရမဏပစ္စယနောအာဝိကဒပစ္စယနာဟိတုပစ္စယဝိကဒပစ္စယရွှေတုံစီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်မှာဗုဒ္ဓပူဇနီယပွဲတော်အကျိုးမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဆိုပူဇော်မှုများကိုဘာသာရေးအသင်းဖွဲ့များကရွတ်ဆိုခဲ့ကြပါတယ်ရွှေတုံစီတော်2614နှစ်မြောက်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကြီးရဲ့အတမဆဲမဟာပဋ္ဌာန်းပူဇော်ပွဲကို2026ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့မှ2026ခုနှစ်မတ်လ2ရက်တပေါင်းလပြည့်နေ့ထိ10ရက်တိုင်းတိုင်းကျင်းပပြုလုပ်ခဲ့ပြီးတန်ခါပါ120တို့က216နာရီတိုင်းတိုင်းအတန်မဆဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်ရွှေတုံစီတော်2614နှစ်မြောက်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ရဲ့စွန့်စံတော်လောင်းလူဝဲကို2026ခုနှစ်မတ်လ1ရက်အဖိတ်နေ့ရဲ့ညနေ4နာရီချိန်မှာဇေဒီရင်မြမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်စွန့်စံတော်လောင်းလူဝဲမှာရွှေတုံစီတော်ဗန္ဒာတော်ရင်းဂောပကအဖွဲ့ရဲ့ဩဝါဒစရိယဆရာတော်ကြီးများဇေဒီရင်ကနဩဝါဒစရိယဆရာတော်ကြီးများပင့်တန်ဃာတော်များနဲ့သာသနာ့နွယ်ဝင်သီလရှင်များကရွှေတုံရင်ပြင်တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတစောင်းဆုရမှစတဲ့ကဇေဒီတော်တပတ်လှည့်လည်ကစွန့်စံတော်များအလှခံခဲ့ကြပါတယ်အဲ့ဒီအခမ်းအနားမှာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများနဲ့ဌာနဆိုင်ရာများဗန္ဒာတော်ရင်ဂောဘကလူကြီးများနဲ့ရုံးဌာနများဗုဒ္ဓဝေယဝစ္စအသင်းများဘာသာရေးဝတ်အသင်းများလူမှုရေးအသင်းများအလှူရှင်များစေနာရှင်ပြည်သူများကတန်ခါဒါနစွန့်စံတော်နဲ့လှူဝဲပစ္စည်းများလောင်းလှူကြပါတယ်ရွှေတုံးစေရီတော်စွန်းစံသိန်းလောင်းလူဘွဲမှာဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင်တန်ကားတော်122ပါးသာသနာ့နွယ်ဝင်သီလရှင်28ပါးစုစုပေါင်း148ပါးတို့ဟာစွန်းစံတော်နဲ့လှူဝဲပစ္စည်းများလောင်းလူခဲ့ကြပါတယ်ရွှေတုံးစီတော်မြတ်ကြီးဟာဗရကဘာမှာပွင့်တော်မူပြီးကြကုန်သောဂေါရမဘုရားရှင်ရဲ့စံတော်ရှင်ရှစ်စုကကုတန္နဘုရားရှင်ရဲ့တောင်ဝေးတော်ဘောနာကမနဘုရားရှင်ရဲ့ဓမ္မခန္ဓာရေစစ်တော်ကတ္တဗဘုရားရှင်ရဲ့ဧသနုတ်သင်္ကန်းတော်ကိုဌာပနာပြီးတရားမင်းဥက္ကလာပမင်းတဖုဒ္ဒနဲ့ဗလိကဂုံသေးတို့ကမဟာတက္ကရ103ခုနှစ်တပေါင်းလာပြီပုရုနေ့မှာလောကအံ့ဘွယ်ကပ္ပအံ့ဘွယ်သာသနာအံ့ဘွယ်တို့ဖြင့်ရွှေတုံးစီတော်မြတ်ကြီးကိုတည်တော်မူခဲ့ပါတယ်ဒါကြောင့်တပေါင်းလာဟာရွှေတုံးစီတော်မြတ်ကြီးအတွက်ထူးခြားတဲ့လဖြစ်သလိုနှစ်စဉ်တပေါင်းပွဲတော်ကိုစီကားတိုက်မြတ်စွာကျင်းပလေ့ရှိပါတယ်အခုဆိုရင်2614ခုနှစ်မှာလဲရွှေတုံးရင်မြန်မာဗုဒ္ဓပူဇနီယတပေါင်းပွဲတော်နှစ်ကျိတ်ရှိစုဗုဒ္ဓရုပ်ပွားတော်များလှည့်လည်အပူဇော်ခံနေကြခြင်းဟာရွှေတုံးစီတော်မြတ်ကြီးရဲ့ရင်မြန်မာကြည်နူးစရာဖူးတွေ့မြင်နိုင်ပါတယ်
2026ခုနှစ်မတ်လ1ရက်နေ့ဟာရွှေတော်စီတော်ကြီးရဲ့အဖိတ်နေ့ဖြစ်တာနဲ့အညီရွှေတော်စီတော်မြတ်ကြီးကိုလာရောက်ဖူးမြော်ကြီးညိုကြတဲ့ရက်ဝေးရက်နီးကဖျားဖူးများနဲ့အထူးစီကားလို့နေပါတယ်။ရေမြင်မှာမြတ်စွာဘုရားရှင်အားဗန်ရေချမ်းကတ်လူသူစီမီပူဇော်သူများနဲ့အဖိတ်နေ့ဖြစ်တာနဲ့အညီရေမြင်တစ်ခုလုံးများပြားစွာလာရောက်ပူဇော်ကြပါလေ။ဒါဟာဘာသာတရားကန်ဆိုင်ပြီးတရားတရားကြီးမားတဲ့မြန်မာလူမျိုးတို့ရဲ့ကုသိုလ်ယူဒါနပြုအမြဝေဒံများဟာကြားသည့်မြင်တွေ့ရသူအပေါင်းကြည်နူးစရာမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ရွှေတုံးစီတော်မြတ်ကြီးဟာလည်းစေနာရှင်ကုသိုလ်ရှင်အသီးသီးတို့တူတန်းပူဇော်ထားကြတဲ့လျှက်စစ်မီးအောင်များစီမီးအောင်များကြောင့်ရွှေရောင်တဖိတ်ဖိတ်တောက်ပလို့နေခြင်းကြောင့်တင့်တယ်တပ်ပဲစွာဖူးမြော်ကြရပါတယ်2026ခုနှစ်မတ်လ2ရက်နေ့ဟာတပေါင်းလားပြည့်နေ့ဖြစ်ပါတယ်။ရွှေုံစိန်တော်မြတ်ကြီးကိုတပေါင်းလားပြည့်နေ့ရဲ့အာယုန်တက်မနေ့ခင်းမှာတော့ရွှေုံစိန်တော်ဗန္ဒရိန်ဂောဘကအဖွဲ့ကကြီးမှုကပန်းရေချမ်းစီမီကတ်လူပူဇော်ခြင်းအခမ်းအနားကိုရွှေုံရင်မြင်မြောက်ဖက်မှုရှိအောင်မြေမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောစောင်းနှောင်းຫນွေစတပေါင်းလားဟာမြန်မာလူမျိုးများအတွက်တန်ဖိုးကြီးမားလာတဲ့လက်ရည်တွေဖြစ်ပါတယ်။မဟာတက္ကရာ103ခုတပေါင်းလားပြည့်ဗုဒ္ဓနေ့မှာဂျာမင်ဥက္ကလာပမင်းတဖုဒ္ဒနဲ့ဗလိကဂုံတယ်ညီနောင်တို့ကြီးမှုကရွှေကုံစီတော်မြတ်ကြီးကိုတည်ထားခဲ့ကြပါတယ်။ဗုဒ္ဓဘုရားရှင်လက်ထက်ကဘုရားရှင်ဟာရာဇဂိုပြည်ဝေလုံဝန်ကျောင်းမှာတည်င်းသုံးကအင်္ဂတိုင်းနဲ့မာဂရတိုင်းမှာတက္ကမများအားတရားရည်အေးတိုက်ကျွေးလျက်ရှိပါတယ်အဲ့ဒီတရင်ကိုခမည်းတော်သုတ်တော်ဒနာမင်းကြီးကြားသိတဲ့အခါဒါတော်ဘုရားအားပူးတွေ့ကျင်တာကြောင့်အမတ်တယောက်ကိုအချွေရန်1000နဲ့အတူစစ်လွတ်ခါပင့်ခိုင်းပါတယ်။ထိုအမတ်ဟာဗုဒ္ဓတန်ရောက်မှတရားတော်ကိုနိုင်ရတဲ့အတွက်အချွေရန်တို့နဲ့အတူယဟန်ပြုသွားခဲ့ပါတယ်။နောက်ထပ်အမတ်တို့ကိုအချွေရန်1000ဖြင့်ကိုချိန်တိုင်တိုင်စစ်လွတ်တော်လဲအားလုံးယဟန်ပြုကနေကြပါတယ်။10ချိန်မြောက်မှာဘုရားရှင်ရဲ့ဖွားပြတော်ဖြစ်တဲ့ကာလူဓာကြီးအမတ်ကိုဆေလွတ်ပြန်ပါတယ်။တို့ရတွင်ခီလန်ပန်းတာယာသောတပေါင်းလအချိန်သို့ရောက်သောအခါလန်ခီတာယာပေါ်အကြောင်းဂါရာပေါင်း60ပြည့်ဖွင့်နေကကပိလဝတ်ပြည်သို့ကြွရောက်ရန်ဘုရားရှင်အားတောင်းပန်လျှောက်ထားပါတယ်။ဘုရားရှင်ကခွင့်ပြုသောကြောင့်တပေါင်းလာပြည့်နေ့ဟာဗုဒ္ဓမြတ်စွာဘုရားရှင်ကခမည်းတော်ကိုကျေးဇူးဆက်တဲ့နေ့မြတ်စွာဘုရားရှင်ရဲ့ပြည်တော်ဝင်တဲ့နေ့လည်းဖြစ်တာကြောင့်ဗုဒ္ဓဘာသာဓမ္မမှာတပေါင်းလာပြည့်နေ့ဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်ရခြင်းပဲဖြစ်ပါတယ်No
ရွှေတုံစီတော်မြတ်ကြီးရဲ့တပေါင်းလာပြည့်နေ့2614နှစ်မြောက်ဗုဒ္ဓပူဇနီးရတပေါင်းပွဲတော်တပေါင်းလာပြည့်နေ့စွန်းတော်ကြီးကတ်လူစက်ကတ်လှူဒန်းပွဲနဲ့အတန်မဆဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲရေစက်ချအခမ်းအနားကိုတော့2026ခုနှစ်မတ်လ2ရက်နေ့နနက်9:00နာရီအချိန်မှာရွှေတုံရင်ပြင်ရာဟုတောင်ရှိချမ်းသာကြီးတစ်စောင်းမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီခမ်းနားကိုတော့ရွှေတုံစီတော်ဗန္နာတော်ရင်းဂောပကအဖွဲ့ရဲ့ဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင်တန်ကားတော်များဂောပကအဖွဲ့ဝင်လူကြီးများဗုဒ္ဓဝေယဝိဆအကျိုးဆောင်အသင်းအဖွဲ့များနဲ့အလှူရှင်များတက်ရောက်ခဲ့ကြပါတယ်အဲ့တော့ရွှေတုံစီတော်ဗန္နာတော်ရင်းဂောပကအဖွဲ့ရဲ့ဩဝါဒစရိယဧကမပန္တိတာဧကမတတ္တမဇောတိကတစားဗဒ္ဒနာဇာဂရထံမှာအဘိဓပေါင်းတို့က9ပါးသီလခံယူစောင့်တည်ကြပါတယ်ဆက်လက်ပြီးရွှေတုံစီတော်ဗန္နာတော်ရင်းဂောပကအဖွဲ့ရဲ့အလက်ကျတပါးတိဂောပကအဖွဲ့ဝင်ဦးအောင်ဇေယျလင်းကဗုဒ္ဓပူဇနီးယမင်္ဂလာအနုမောဒနာအားလျှောက်ထားပါတယ်ယနေ့တပေါင်းလာပြည့်နေ့အထိဆယ်ရက်တိုင်းရွတ်ဖက်ပူဇော်ခြင်းဩဝါဒဆရာတော်ကြီးများနဲ့ပင့်တန်ဃာဆရာတော်များပဋ္ဌာန်းရွတ်ဖက်ပူဇော်သည့်တန်ဃာတော်များအားစွမ်းစက္ကပ်လှူဒန်းခြင်းနဝကမ္မနှင့်အတူပွဲပစ္စည်းများလှူဒန်းခြင်းတရက်3လ2026ရက်နေ့ညနေ4:00နာရီအချိန်တွင်ဖျားအမှုပြုသောပင့်တန်ဃာ120ပါးသီလရှင်29ပါးစုစုပေါင်း149ပါးတို့အားရွှေတကုံရင်မြင်တော်ပေါ်တွင်စွန့်စံစိန်လောင်းလူပွဲပြုလုပ်ခြင်းတို့အားကျင်းပပြုသောခဲ့ကြပြီးဖြစ်ပါသည်အရှင်မြတ်တို့ဖေဟာယာတိသာသတပေါင်းလတွင်စွမ်းပန်းရေချမ်းတတိအမွှေးနတ်တာတို့ဖြင့်ဇေယျတော်မြတ်ကြီးကိုနေ့စဉ်ပူဇော်၍အားမရနိုင်ပဲဖူးမြော်ရည်လည်းမဝနိုင်ပဲထူးထူးခြားခြားယာတိလိုက်ပွဲတော်များကျင်းပကပူဇော်မြဲပူဇော်နေကြဥမည်ဖြစ်ရာကိုယ်ွယ်စည်းကပ်ပူဇော်သူများအားလုံးမိမိတို့၏တရားတရားလျောက်ထိုက်တင်သည့်အကျိုးကျေးဇူးများရရှိခံစားရမည်မှာဧကံမလွဲဖြစ်ပါသည်အရှင်မြတ်တို့ဖေဟာတပည့်တော်များဗန္နာတော်ရင်းဂောပကအဖွဲ့ကအဘိဓမ္မာကျမ်း9ကျမ်းတွင်အပါအဝင်ဖြစ်သောမဟာပဋ္ဌာန်းကျမ်းတော်ကြီးကိုရွတ်ဖတ်ပူဇော်ခြင်းဖြင့်ဗုဒ္ဓဓမ္မတန်ခါဇန္နာမြတ်3ပါးကိုပူဇော်မှုအပြင်ကြားနာရသူရဟန်းရှင်ပြည်သူပေါင်းကလည်းကောင်းမြတ်သောပီတိမသစဉ်အတိညာများပွင့်လင်းကလူနတ်နိဗ္ဗာန်3တန်သောအကျိုးကျေးဇူးများရပါစေခြင်းကရည်ရွယ်၍ကျင်းပခဲ့ရာယနေ့သည်အောင်ပွဲအဖြစ်ကျင်းပသည့်ရေစက်ချအနုမောဒနာအခမ်းအနားဖြစ်ပါသည်ဖေဟာအဲ့ဒီနောက်ဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင့်တန်ဃာတော်များအားလှူဝဲပစ္စည်းများဆက်ကပ်ကြပါတယ်ဆက်လက်ပြီးရွှေတုံစီတော်ဗန္နာတော်ရင်းဂောပကအဖွဲ့ရဲ့ဩဝါဒစရိယတိပိဋကရွေးချယ်ရေးအဖွဲ့ဩဝါဒစရိယနိုင်ငံတော်ဗဟိုတန်ခါဝန်ဆောင်ဧကမပန္တိတာဧကမကဏ္ဍဝါစကပန္တိတာဧကမတတ္တမဇောတိကတသသသအဓမ္မစရိယဝရန္တကပါဠိပါရဂုဇေရိယင်္ဂနာပဝရသိရိမဟာဓမ္မဂုရုဗဒ္ဒနာနာရတာဘိဝန္တာလှယေနာဆရာတော်ဘုရားကြီးထံမှာဧပိဿများကအနုမောဒနာတရားနာကြားကရေစက်ချအမျှပေးဝေကြပြီးဗုဒ္ဓသာသနာစီလံတတု3ကြိမ်ရွတ်ဆိုဆုတောင်းကခန္ဓာကိုရုပ်သိမ်းခဲ့ကြပါတယ်
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျာတပေါင်းလာပြည့်နေဟာမြန်မာလူမျိုးများအတွက်ရှင်ပြုရဟန်းကအလူပွဲများကျင်းပကြတဲ့လက်ရာသီလေးဖြစ်ပါတယ်တပေါင်းလာပြည့်နေဟာဗုဒ္ဓသာသနာမှာထူးခြားတဲ့နေ့လေးဖြစ်ပါတယ်ဘုရားရှင်ကပိလဝတ်နေပြည်တော်သို့ကြွရောက်တော်မူခြင်းကြောင့်ညီကျော်ဒါယုံကျောင်းတော်ကြီးပေါ်ပေါက်လာခြင်းဂါရာတစ်ထောင်ဖြင့်တန်စာဆင်အပ်သောဝေဒနိယဇတ်တော်ကြီးကိုဟောကြားတော်မူခြင်းရတော်တရားကိုအကြောင်းပြုကာဆန္ဒကိန်းကြီးဇတ်တော်ကြီးကိုဟောကြားတော်မူခြင်းညီတော်နန္ဒမင်းသားယဟန်ပြုခြင်းဒါတော်ရာဟုလာတာမဏိဘွားသို့ရောက်ရှိခြင်းတာဂီဝင်မင်းသားတစ်ထောင်ယဟန်ပေါင်သို့ရောက်ရှိခြင်းစတဲ့အကျိုးဆက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့်တပေါင်းလာဟာထူးခြားတဲ့လဖြစ်နေရခြင်းကြောင့်တပေါင်းလာဟာမြန်မာလူမျိုးများအတွက်ထူးခြားတဲ့လက်ရာသီလေးဖြစ်သလိုဒါနသီလဘာဝနာစတဲ့တမလွန်တန်ရာရိတ်ခါများကိုဖြန့်ဝေပေးနေတဲ့လက်ရာသီဖြစ်ပါကြောင်း2614ကြိမ်မြောက်ရွှေလုံစီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီးရတပေါင်းပွဲတော်မှာတဆင့်စီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ